သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောက်တစ်ခုလဆန်း10ရက်2022ခုနှစ်ဧပြီလ10ရက်တနင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်အညစ်အကြေးများအပိုင်းလေးတရားဒေသနာတော်ဝဋ္ဌသုတ်တံမြတ်စွာဘုရားကအစဉ်တိုင်းဟောလာစိတ်အညစ်အကြေးတွေရှိရင်မကောင်းတဲ့အခြေအနေပဲဖြစ်မယ်စိတ်အညစ်အကြေးကင်းရင်ကောင်းတဲ့အခြေအနေဖြစ်နိုင်တယ်စိတ်အညစ်အကြေးဆိုတာဘာတွေလဲဆိုတာကိုရှင်းပြတယ်ရှင်းပြပြီးတော့အဲ့ဒီစိတ်အညစ်အကြေးတွေကိုပယ်ရမယ်ပယ်ပြီးတဲ့အခါမှာပို့ပြီးတော့အယောင်တင်တဲ့သဘောပေါ့ဖះအမကြည်ညိုခြင်းဘောရဏတတိဘာဝနာပွားတရားပေါ်မှာအဝိစ္စပတာရတဝင်ကြည်ညိုမှုဆိုဒါလည်းဓမ္မနုတ္တိဘာဝနာလို့ပြောနိုင်တယ်တန်ခါပေါ်မှာတဝင်ယုံကြည်ခြင်းလို့ဆိုတဲ့အဝိစ္စပတာရတန်ခါနုတ္တိအဲ့တော့သောထာကမ္မထာနေနဲ့စိတ်ကိုပို့ပြီးတော့အယောင်တောက်ပါသည်ထီအောင်လေ့ကျင့်တဲ့သဘောမျိုးမြတ်စွာဘုရားဟောတယ်ဟောပြီးတဲ့အခါမှာဒီဘောရဏတတိဘာဝနာဓမ္မနုတ္တိဘာဝနာသံဃာနုတ္တိဘာဝနာနဲ့တော့ကိလေသာစိတ်ရဲ့အညစ်အကြေးတွေဟာငြိမ်ဝတ်သွားယုံသာတတ်နိုင်တယ်အပြီးပဲဖြတ်ဖို့ဆိုတာမရှိဘူးအပြီးပဲနှုတ်ဖို့ကြတော့မဲ့နဲ့မှဖြစ်တာအဲ့တော့မဲ့နဲ့ကလည်းပဲမဲ့ရဖို့ဆိုတာဘောရဏုတ္တိဘာဝနာတက်နဲ့မရဘူးဘောရဏုတ္တိဘာဝနာကနေဆင့်တက်ပြီးဝိပဿနာတရားအထောက်အောင်အဲ့တော့အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘောရဏုတ္တိဘာဝနာဓမ္မနုတ္တိဘာဝနာသံဃာနုတ္တိဘာဝနာဒီသုံးခုပြောပြီးတော့မဲ့နဲ့မတရားနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပုံအကန့်အသတ်နဲ့ဖယ်ရှားပုံကိုရှင်းပြီးထိုစိတ်ရဲ့အညစ်အကြေးတွေကင်းသွားတဲ့အခါမှာဝန္တာပီတိဖြစ်ဖို့ပီတိဖြစ်ရင်ဝန္တာမှုတွေဝမ်းမြောက်မှုတွေဖြစ်တယ်ဝမ်းမြောက်မှုဖြစ်ရင်ပီတိဖြစ်တယ်ပီတိဖြစ်ရင်စိတ်ကိုစိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းလို့ရှိရင်ချမ်းသာတယ်ချမ်းသာလို့ရှိရင်တမာရီရတယ်ဆိုတာအထီအောင်မြတ်စွာဘုရားရှင်းလင်းဟောကြားပြီးအဲ့ဒီနေရာလေးမှာဘုရားနုတ္တိဘာဝနာကလည်းဝိပဿနာကုလို့ရတယ်ဓမ္မနုတ္တိကနေပြီးတော့လည်းဝိပဿနာကုလို့ရတယ်သံဃာနုတ္တိကလည်းဝိပဿနာကုလို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဝိပဿနာကုဖို့ကိုမြတ်စွာဘုရားမဟောသေးဘူးမဟောဘဲနဲ့ပါဆက်ဟောတော့ဆိုမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်တယ်ဘာဝနာ၄မျိုးကိုဆက်ပြီးတော့ဟောတယ်အဲ့တော့ဘုရားနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိကလည်းပဲသမထမေတ္တာဘာဝနာကရုဏာဘာဝနာမုဒိတာဘာဝနာဥပေက္ခဘာဝနာလည်းသမထပဲသမထကျင့်စဉ်နေစိတ်ရဲ့အညစ်အကြေးကိုပို့ပြီးတော့တန်းဆင်သွားအောင်ဒီပွားနည်းတွေကိုမြတ်စွာဘုရားဟောပြီးပြီဆိုမှဝိပဿနာကျင့်စဉ်ကိုသွားလိုက်တာအထက်ကရာဖွင့်တဲ့အတိုင်းဆိုလို့ရှိရင်တော့စိတ်ရဲ့အညစ်အကြေးတွေကိုပယ်တယ်ဆိုတဲ့နေရာမှာစိတ်ရဲ့အညစ်အကြေးဖြစ်နေတာကိုအညစ်အကြေးမှန်သိတယ်သိပြီးတော့ဖယ်တယ်လို့ဆိုတဲ့နေရာမှာသိတယ်ဆိုတာဘာနဲ့သိတာတော့ဆိုဝိပဿနာဉာဏ်နဲ့သိတယ်လို့ပြောလို့ရတယ်သို့တော့သိတယ်ဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ပဲမြတ်စွာဘုရားဟောသွားတယ်သိပြီးတော့ဝိဒိတဝါပစေတိသိပြီးတော့ပယ်တယ်လို့ဒီလောက်လေးပဲပြောတော့အဲ့တော့သိပြီးပယ်တာအဲ့ဒီနေရာလေးမှာလည်းဝိပဿနာပါတယ်လို့ဆိုရမှာပါပြီးတော့ဝိပဿနာတရားအထုတ်တဲ့အခါမှာ
ပေတာဗာနဲ့ပေတော့ဆိုတဂရဂါမိမဲ့နဲ့ပေတယ်လို့အမြင့်ဆုံးကိုပြောလိုက်တာအဲ့တော့မနေ့ကပြောရတဲ့အတိုင်းသောတပန်ဒီမဲ့နဲ့ပေရတာရှိတယ်တဂရဂါမိမဲ့နဲ့ပေရအနာဂါမိမဲ့နဲ့ပေရတာရှိတယ်အဲ့တော့အောက်မဲ့၃ပါးလို့ဆိုရမှာပေါ့အောက်မဲ့၃ပါးကအောက်မဲ့က၃ပါးရှိပြီမဲ့လို့စိတ်ရဲ့ညစ်ကြေးပေတာက2ပါးပဲရှိတယ်တဂရဂါမိမဲ့ကတော့မပေနိုင်ဘူးရောကြအောင်နဲသွားအောင်ပဲလုပ်နိုင်တယ်တော့ပေရမဲ့ကသောတပတိမဲ့နဲ့အနာဂါမိမဲ့အဲ့ဒါလို့ပေပုံကိုပြပြီးတော့ဝိပဿနာကိုတော့အဲ့ဒီမှာမြုပ်ထားတဲ့သဘောရှိတယ်မြုပ်ထားပြီးတော့ဘုရားနုဒတိဓမ္မနုဒတိသံဃာနုဒတိဆိုတဲ့ဘာဝနာတွေနဲ့စိတ်ကိုပို့ပြီးတော့အယောင်တောက်ပအောင်ကြိုးစားအထုတ်ပြီးတဲ့နောက်မှာမေတ္တာဘာဝနာကရုဏာမုဒိတာဥပေက္ခဆိုပြမဝိဟာရဘာဝနာတရားတွေကိုခေါ်လိုက်တယ်ဟောပြီးတဲ့အခါမှာဝိပဿနာခူးတာဟောတာပေါ့နော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့ဘယ်လိုဝိပဿနာခူးတယ်လဲမြတ်စွာဘုရားကဒီမှာဘယ်လိုပြထားတော့ဆိုသောအဋ္ဌိဣဒံအဋ္ဌိဟိနံအဋ္ဌိပဏိတံအဋ္ဌိဣမတတေညာကတတဥဒ္ဒရိနေတရဏန္တိပါသနာတိဒါလေးနဲ့ခုပုံလေးကိုပြောပြတာအဲ့တော့လက်တွေ့ကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက်ဘယ်လိုမှတ်ရမလဲလို့ဆိုရင်မေတ္တာဘာဝနာပွားလိုက်တဲ့အခါမှာဆံရသွားပြီမေတ္တာဆံရသွားပြီတော့မဟုတ်ဆံမရဘူးဘယ်လိုပဲဖြစ်ဖြစ်မေတ္တာရဲ့အာယုံပေါ်မှာမေတ္တာရဲ့အာယုံဆိုတာတရားဝါရီတတ္တတရားဝါရီကိုအာယုံပြုပြီးတော့မေတ္တာပို့တာကိုပညာကိုအာယုံပြုတာမေတ္တာရဲ့အာယုံကပညာဖြစ်နေတယ်ပညာကိုအာယုံပြုပြီးတော့ဝိပဿနာမဖြစ်ဘူးပရမတ်ကိုအာယုံပြုနိုင်မှဝိပဿနာဖြစ်တယ်အဲဒါကြောင့်ဝိပဿနာဖြစ်ဖို့တော့တတ္တပညာလို့ဆိုရဲတရားဝါကိုအာယုံပြုပြီးတော့ပွားတဲ့မေတ္တာအဲ့ဒီမေတ္တာဆံတစ်ခုခုကိုစနစ်တကျပွားများပြီးတဲ့နောက်အဲ့ဒီဆံကနေဆုတ်ခွာလိုက်ပြီးဆံပွားနေတဲ့အချိန်မှာဖြစ်တဲ့မေတ္တာနဲ့ပတ်သက်တဲ့နံတရားတွေကိုဥတည်ပြီးတော့ဝိပဿနာပွားရတယ်မေတ္တာရဲ့အာယုံကတတ္တပညာတရားဝါဆိုတဲ့ပညာအဲ့ဒီပညာကိုဝိပဿနာရှုလို့မရဘူးဒါကြောင့်မို့တတ္တပညာကိုအာယုံပြုပြီးတော့ဖြစ်တဲ့မေတ္တာစိတ်ဆိုတာဆိုမေတ္တာစိတ်ကိုအာယုံပြောင်းပြီးတော့ပြုရတယ်အဲ့ဒါဝိပဿနာဖြစ်သွားရောအဲ့ဒီစိတ်ရဲ့အာယုံဖြစ်တဲ့တတ္တပညာကပရမတ်မဟုတ်ဘူးဒါကြောင့်ပညာကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့မေတ္တာစိတ်ကိုပြောင်းပြီးတော့ဝိပဿနာအာယုံဖြစ်လုပ်လိုက်တယ်အဲ့ဒါသမထအနေဝိပဿနာကူတဲ့နည်းပဲအဲ့တော့ဘုရားနုဒတိပွားရဲဆိုဆိုဘုရားနုဒတိပွားပြီးဖရာကုံကိုအာယုံပြုပြီးတော့တရားတွေဖြစ်တဲ့ပီတိတွေဖြစ်တဲ့ကြည်နူးနေပြီဖရာကုံကိုအာယုံပြုပြီးတော့ဝိပဿနာလုပ်လို့မရဘူးဝိပဿနာလုပ်လို့မရသည့်အတွက်ကြောင့်အာယုံကိုမယူတော့ဘဲနဲ့ဖရာဆိုတဲ့အာယုံကနေဆုတ်ခွာပြီးတော့ဖရာအာယုံကိုပြုတ်ပြီးဖရာဆိုတဲ့အာယုံကိုအာယုံပြုတ်ပြီးတော့ဖြစ်နေတဲ့ကြည်နူးတဲ့စိတ်တရားစိတ်ပီတိစိတ်တွေကိုဝိပဿနာရှုလို့ရတယ်အာယုံပြောင်းလိုက်တာပြောတာနော်ဝိပဿနာဖြစ်ဖို့အတွက်အာယုံပြောင်းလိုက်တာဖရာအာယုံပြုတ်ပြီးတော့ကြည်နူးနေတဲ့စိတ်တရားအာယုံပြုတ်ပြီးတော့ကြည်နူးတဲ့စိတ်သံဃာအာယုံပြုတ်ပြီးတော့ကြည်နူးတဲ့စိတ်အဲ့ဒီကြည်နူးတဲ့စိတ်ကိုအာယုံပြုတ်ပြီးတော့အဋ္ဌိဣဒံဒီကြည်နူးတဲ့စိတ်ဆိုတာတကယ်ရှိတာပါလားကြည်နူးတဲ့စိတ်ကလေးကနန္တရားလေး
အဲ့ဒီနန္တရားလေးဒီတရားဟာတကယ်ရှိတာပါလားလို့နန္တရားကိုအာရုံပြုလိုက်တယ်နံကိုအာရုံပြုပြီးတော့ဒီနန္တရားလေးကဘယ်မှာဖြစ်တာလုံးလို့ဆက်ပြီးတော့အာရုံပြုကြည့်တဲ့အခါမှာနန္တရားလေးဟာမိယာဖြစ်တဲ့ဟရိယဝတ္ထုကိုမိပြီးတော့ဖြစ်တယ်ကြည်နူးတဲ့စိတ်လေးသည်ဟရိယဝတ္ထုကိုမိတယ်အဲ့တော့ကြည်နူးတဲ့စိတ်လေးကနန္တရားဟရိယဝတ္ထုကနန္တရားရဲ့မိယာယုတ်တရားဆိုဝိပဿနာရှုဖို့နန္တရားကနေဆက်နွယ်ပြီးတော့ယုတ်တရားပါသိလာတယ်တခါဟရိယဝတ္ထုဆိုတာသူတစ်ခုတည်းဖြစ်တာမဟုတ်ဘူးဟရိယဝတ္ထုသည်မဟာဘုတ်၄ပါးကိုမိပြီးတော့ဖြစ်တယ်ဟရိယဝတ္ထုရဲ့တရားကမဟာဘုတ်၄ပါးရှိတယ်လို့အာယုံပြုတော့ယုတ်ကိုတိုးချဲ့ပြီးတော့ကြည့်လိုက်တယ်မဟာဘုတ်၄ပါးကလည်းသူတို့ကြည့်မဖြစ်ဘူးကျန်တဲ့ဝဏ္ဏကဏ္ဍရတ္တဩဇာဆိုတဲ့ကျန်တဲ့ယုတ်လေးမျိုးနဲ့တွဲဖက်ပြီးတော့ဖြစ်တယ်အနည်းဆုံးအထက်ကလယုတ်၈ခုဖြစ်သွားတယ်အဲ့တော့ဝန္တပီတိဖြစ်နေတဲ့ကြည်နူးတဲ့စိတ်ကလေးကြည်နူးတဲ့စိတ်ဝန္တပီတိစိတ်လေးဟာနန္တရားအဲ့ဒီဝန္တပီတိဖြစ်နေတဲ့နန္တရားရဲ့မိယာဟရိယဝတ္ထုကယုတ်တရားဟရိယဝတ္ထုရဲ့မိယာဖြစ်တော့မဟာဘုတ်၄ပါးကယုတ်တရားမဟာဘုတ်၄ပါးနဲ့ဆက်နွယ်ပြီးတော့ဖြစ်နေတဲ့အရာတွေကရှုပ်တရားမဟာဘုတ်၄ပါးကိုမိဖြစ်တဲ့ဉာဏ်တွေကယုတ်တရားလို့အဲ့ဒါလို့ကိုလက်လန်းမိတဲ့ယုတ်နဲ့နံဒီနှမျိုးကိုခွဲခြားပြီးတော့ဆင်ញင်သုံးသပ်တာအဲ့ဒါဝိပဿနာလမ်းကြောင်းဘက်ကိုကူလိုက်တယ်လို့ခေါ်တာပဲအခုမြတ်စွာဘုရားကမေတ္တာဘာဝနာပွားမေတ္တာဘာဝနာပွားရဲဆိုတာဘာလို့တရားရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေဖြစ်နေတယ်မေတ္တာစိတ်ဆိုတာအကျိုးစီးပွားကိုလိုလားတဲ့စိတ်အမုန်းကင်းတဲ့စိတ်အလုံးရဲ့မုန်းတိမှုဆိုတာမရှိဘူးအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေလူသဘောထားတဲ့စိတ်အဲ့ဒီစိတ်ကိုပြောင်းပြီးတော့အာယုံပြုတ်လိုက်တဲ့အခါမှာစိတ်ကိုအာယုံပြုတ်ပြီးတော့ဖြစ်တဲ့ဝိပဿနာတရားဝိပဿနာစိတ်ပေါ်လာတယ်အဲ့တော့ဒါလေးကတရားတွေကိုတရားပညာကိုအာယုံပြုတတ္တပညာကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့မေတ္တာလေးကနန္တရားထိုမေတ္တာလေးဟာဟရိယဝတ္ထုဆိုတဲ့နှလုံးသားပေါ်မှာတည်နေတယ်ဟရိယဝတ္ထုဆိုတာယုတ်တရားဟရိယဝတ္ထုသည်မဟာဘုတ်၄ပါးနဲ့ဆက်သွယ်ပြီးမဟာဘုတ်၄ပါးကိုမိပြီးတော့ဖြစ်ရတဲ့ဥပါဒယုတ်ဖြစ်တယ်ဆိုတော့မဟာဘုတ်၄ပါးကဟရိယဝတ္ထုရဲ့တရားယုတ်ဖြစ်တယ်သူနဲ့တွဲဖက်လာတဲ့ဥပါဒယုတ်တွေအဲ့တော့မဟာဘုတ်နဲ့ဥပါဒယုတ်ဆိုကိုလက်လန်းမိတဲ့ယုတ်တွေရှုလို့ရသွားတယ်မေတ္တာစိတ်ကိုရှုတယ်မေတ္တာစိတ်ရဲ့တရားဟရိယဝတ္ထုတို့မဟာဘုတ်တို့ကိုရှုတယ်ဆိုဒီနှစ်ခုကိုကွဲကွဲပြားပြားသိသွားတယ်နော်မေတ္တာစိတ်ကနန္တရားမေတ္တာစိတ်ရဲ့တရားဟရိယဝတ္ထုတို့မဟာဘုတ်တို့ကယုတ်တရားယုတ်နဲ့နံနဲ့ရှုလိုက်တာမေတ္တာဆံကအဲ့လိုရှုသလိုကရုဏာဆံကလည်းပဲအဲ့လိုဆံကထပြီးတဲ့အခါမှာစိတ်ကိုအာယုံပြုလိုက်တယ်မုဒိတာဆံကလည်းအဲ့လိုပဲအာယုံပြုလိုက်တယ်ဥပိ္ပခာဆံကထပြီးတော့လည်းအဲ့လိုအာယုံပြုလိုက်တယ်အဲ့ဒါသမထကနေဝိပဿနာပြောင်းတယ်ဆိုတာအဲ့လိုပြောင်းတာနော်မေတ္တာကရုဏာမုဒိတာဥပိ္ပခာတို့ရဲ့သူတို့ရဲ့အာယုံကတတ္တပညာတရားဝါပုဂ္ဂိုလ်တရားဝါကိုမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ကိုမေတ္တာပို့နေတဲ့တရားဝါအဲ့ဒါကပညာအဲ့ဒီပညာကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့မေတ္တာစိတ်ကရုဏာမုဒိတာဥပေက္ခစိတ်တွေကိုပြောင်းပြီးတော့အာယုံပြုလိုက်လို့ရှိရင်နန္တရားကိုအာယုံပြုတာဖြစ်တော့ကြောင်းဒါကြတော့ဝိပဿနာရဲ့အာယုံအဲ့ဒီနေရာလေးမှာကူးတာဝိပဿနာကူးတယ်ဆိုတာသမထအနေဝိပဿနာကူးတယ်ဆိုတာအဲ့လိုပုံစံကူးရမယ်နော်အာယုံပြောင်းလိုက်တာလို့မှတ်ရအဲ့ဒါလို့အာယုံပြောင်းတော့လူရဲ့မှတ်တဲ့အာယုံကခုနမေတ္တာပို့နေတဲ့စိတ်သည်ဝိပဿနာစိတ်ရဲ့အာယုံဖြစ်သွားရောကိုလုံးနေတာကဝိပဿနာစိတ်ဖြစ်သွားရောအဲ့ဒီဝိပဿနာစိတ်ကဘယ်သူတို့လို့မေးလို့ရှင်မဂ္ဂင်၈ပါးပဲ
မဂ္ဂင်၈ပါးကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒီ၅မျိုးပဲသမ္မာဝါစာသမ္မာကမ္မဋ္ဌသမ္မာအာဇီဝတို့ကတော့သီလဆိုတော့ချွတ်တင်ပြီးတော့ပြည့်စုံပြီးသားဖြစ်တယ်ဒီတရားမှသူတို့အလုံးလုံးထားမှာပါအောင်အဲ့တော့ဒီမေတ္တာစိတ်လေးကိုပြန်ပြီးသုံးသပ်နေတဲ့စိတ်ကိုဝိပဿနာစိတ်လို့ခေါ်အဲ့ဒီဝိပဿနာစိတ်လေးမှာအဓိကခေါင်းဆောင်နေတာကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုလိုတာကနော်တတိပါတယ်သမာဓိပါတယ်ဝိရိယပါတယ်ဝိတက်ပါတယ်ပညာပါတယ်ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒီပညာကဝိပဿနာပဲဖြစ်တယ်သမ္မာဒိဋ္ဌိကဝိပဿနာပဲဖြစ်တယ်သူ့ရဲ့ပံ့ပိုးကူညီတာတွေကဘယ်သူတွေတုန်းဆိုသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဒီသဘာဝတရားတွေကဝိပဿနာကိုပံ့ပိုးကူညီပေးနေတာအာယုံပြောင်းလိုက်တာကိုသဘောပေါက်ဖို့လိုတယ်ပေါ့အဲ့တော့ဝိပဿနာတရားကမေတ္တာစိတ်ကိုအာရုံပြုတယ်မေတ္တာစိတ်ရဲ့မိယာဖြစ်တဲ့ဟရိယဝတ္ထုနဲ့မဟာဗုဒ္ဓကိုအာရုံပြုတယ်ဆိုတော့ဝိပဿနာရဲ့အာယုံသည်ယုံနာဖြစ်သွားရောနော်ယုံနဲ့နာဖြစ်သွားရောအဲ့ဒီယုံနာဘောကိုဒါကယုတ်ဒါကနာဒါဟာတကယ်ရှိတဲ့တရားပဲလို့ဒီသုတ္တမှာမြတ်စွာဘုရားအကျဉ်းလေးတွေဟောတာသောအဋ္ဌိဣဒံတိပသနာတိအဋ္ဌိဣဒံဒါရှိနေပါလားအာယုပြုလိုက်လို့တွေ့တယ်ဟာဒါရှိနေတယ်ဒါဖြင့်ရှိနေတယ်လို့ပြောတယ်ခုနကမေတ္တာစိတ်ရဲ့ဟရိယဝတ္ထုရဲ့ဟရိယဝတ္ထုရဲ့တရားဖြစ်တဲ့မဟာဘုတ်ဆိုတဲ့ယုတ်တည်ရဲ့အဲ့ဒီယုတ်နဲ့နာကဘာတုံးလို့မေးလို့ရှိရင်ဒုက္ခသစ္စာပဲအဲ့တော့ဝိပဿနာရဲ့အာယုံကဒုက္ခသစ္စာဖြစ်သွားတယ်အဲ့တော့ဝိပဿနာဉာဏ်နဲ့ဒုက္ခသစ္စာကိုသိလာရှုံးတဲ့နာကိုသိတာဘာကိုသိတာတော့ဆိုရင်ဒုက္ခသစ္စာကိုသိတာဘာကိုရှုတာတော့လို့မေးရင်လည်းဒုက္ခသစ္စာကိုရှုတယ်ဘာနဲ့ရှုတာတော့ဆိုရင်မဂ္ဂသစ္စာနဲ့ရှုတယ်ဒါဝိပဿနာလုပ်တဲ့စာဒီနှစ်ခုနဲ့သွားတာသစ္စာရှုတော့ငါပြောမဆိုရင်မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုတာဝိပဿနာကျင့်ခြင်းပဲဖြစ်တယ်အဲ့ဒါကိုမြင်ဖို့မြတ်စွာဘုရားကအဋ္ဌိဣဒံအဲ့တော့ဒုက္ခမြင်တယ်လို့ဆိုလိုက်တာနဲ့ဒုက္ခသစ္စာဆိုတဲ့မေတ္တာစိတ်ရဲ့တရားဖြစ်တဲ့ဟရိယဝတ္ထုနဲ့မဟာဗုဒ္ဓအဲ့ဒီအာယုန်နှစ်ခုဟာဒါဒုက္ခသစ္စာတွေ့လိုက်တာနဲ့တပြိုင်နက်ဒီဒုက္ခသစ္စာဟာဘယ်သူကြောင့်ဖြစ်နေရတာတုံးလို့ကြည့်လိုက်တဲ့အခါမှာသမုဒိယသစ္စာဆိုတော့တွေ့ပြန်အကြောင်းရှာလိုက်တဲ့အခါကျတော့ဩဒါတဏှာသမုဒိယအခြေခံပြီးတော့ဖြစ်နေတာပဲဆိုတာအကြောင်းတရားကိုသိလိုက်တာအဲ့တော့ဒုက္ခသစ္စာကိုသိတဲ့အခါမှာဒုက္ခသမုဒိယလို့ဆိုတဲ့သမုဒိယသစ္စာကိုလည်းသိသွားတယ်အဲ့ဒါကိုအဋ္ဌိဟိနံအဋ္ဌိပဏိတံဆိုတဲ့စကားနဲ့မြတ်စွာဘုရားကအဋ္ဌိဣဒံကဒုက္ခသစ္စာကိုသိတာအဋ္ဌိဟိနံကျတော့အကုသိုလ်ဖြစ်တဲ့သမုဒိယသစ္စာကိုသိတာဒီလိုမြတ်စွာဘုရားကဟောလို့ရမယ်ဖြစ်တယ်ပေါ့နော်ဒီလိုဟောတာအဲ့တော့အဲ့ဒီမှာအဋ္ဌိပဏိတံကြတော့မဂ္ဂသစ္စာကိုပြန်သိတာပြီးတော့မှအဋ္ဌိဣမတ္တတင်ညာကတ္တဥဒ္ဒရိနေတရဏံအခုဖြစ်နေတဲ့ရှုပ်တရားနန္တရားအခုဖြစ်နေတဲ့မှတ်သိနေတဲ့နန္တရားရဲ့ထိတဲ့တာလွန်တဲ့တရားဆိုတာရှိသေးတယ်လို့ဒီလိုသိတာကြတော့မဂ္ဂသစ္စာကိုသိတယ်လို့သူဆိုတယ်
နိဗ္ဗာန်ကိုသိတယ်လို့ဆိုလို့တယ်နိရောဓသစ္စာကိုသိတယ်ပေါ့အဲ့တော့ဝိပဿနာပဲကုသွားတာနဲ့တပြိုင်နက်သစ္စာရှုတော့ကပဲပြောတော့တာဝိပဿနာဉာဏ်လို့ခေါ်တာကမဂ္ဂသစ္စာအဲ့ဒီဝိပဿနာဉာဏ်ရဲ့ရှုရတာကဒုက္ခသစ္စာဒုက္ခသစ္စာကိုမြင်လိုက်တာနဲ့ဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒယကိုလည်းတွေ့တယ်ဒုက္ခရဲ့သမုဒယရဲ့အကြောင်းကိုတွေ့ပြီးတော့ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုမြင်တယ်မစိတ်ပေါ်ပြီးဆိုရင်ဒီဟာတွေကအလုံးကိစ္စပြီးသွားတာသူဟာအဲ့တော့သစ္စာ၄ပါးကိုတခါတည်းဘယ်လိုလုပ်ပြီးတော့မြင်တာလဲဝိပဿနာဉာဏ်ခိုက်မှာတော့တပြိုင်တည်းမမြင်နိုင်ဘူးမကြပြီဆိုတဲ့အချိန်မှာတပြိုင်တည်းမြင်သွားတယ်မြင်တယ်ဆိုတာလည်းပဲကိစ္စပြီးတာကိုပြောတာတစ်ခါတလေကြတော့ဥပမာမဲ့မကြုံလေးကိုပြောရမယ်ဆိုလို့ရှိရင်ရှုတာကဒုက္ခသစ္စာဒုက္ခသစ္စာကိုရှုတဲ့အခါမှာဒုက္ခသစ္စာရဲ့ချုပ်ငြိမ်းရာကိုမြင်တာကនិရောဓသစ္စာကိုမြင်လိုက်တာនិရောဓသစ္စာကိုမြင်လိုက်တာနဲ့သမုဒယသစ္စာကိုပယ်လိုက်တယ်နော်မြင်လိုက်တာနဲ့ပယ်လိုက်ပြီးသားဖြစ်သွားတယ်ရှုတဲ့တရားကမဂ္ဂသစ္စာအဲ့ဒီ၄ခုဟာတပြိုင်တည်းဖြစ်သွားတယ်ဆိုတာကိစ္စပြီးသွားတယ်လို့သူဆိုလို့ရတယ်ပေါ့တပြိုင်တည်းဖြစ်တယ်ဆိုတဲ့ဥပမာကိုဘယ်လိုလုပ်ပြီးတော့တပြိုင်တည်းဖြစ်တယ်လဲဆိုရင်စီမီကွက်ကလေးထွန်းတာကိုကြည့်စီမီကွက်လေးဟာမိတော့ကလေးတောက်တာနဲ့အလုတ်၄ခုတခါတည်းပြီးသွားတယ်ဆွဲနဲ့ပြီးသွားတယ်အလုတ်၄မျိုးတခါတည်းပြီးတယ်အလုတ်၄မျိုးကဘာလို့ဆိုအမှောင်ကိုပယ်ဖြောက်ခြင်းအလုတ်တစ်ခုအမှောင်ကိုပယ်ဖြောက်ခြင်းအလင်းကိုဖော်ဆောင်ခြင်းအမှန်ကိုပယ်ဖြောက်အမှောင်ကိုပယ်ဖြောက်ခြင်းလင်းလိုက်တာတစ်ခုမှောင်ပြောက်သွားတာတစ်ခုအလင်းကိုဖော်ဆောင်ခြင်းအမှန်ကိုပယ်ဖြောက်ခြင်းနှစ်ခုနော်အမှောင်ကိုပယ်ဖြောက်ခြင်းနောက်တစ်ခုကမိစာကိုတူစေခြင်းနဲ့စီကိုကုန်းစေခြင်းတပြိုင်တည်းဖြစ်တာအတိုင်းတာတစ်ခုရမိစာကုန်းသွားပြီအတိုင်းတာတစ်ခုရစီခံသွားပြီသူလောင်ပလိုက်တာဟုတ်အဲ့တော့ဒီမီးလေးထွန်းလိုက်တာကိစ္စ၄ခုဟာတခါတည်းပြီးသွားတယ်လို့သူတို့ဆိုလို့တယ်မဲ့ပေါ်လိုက်ရင်လည်းအဲ့လိုပဲတခါတည်းပေါ်သွားတယ်တစ်ခုကိုဖြောက်တယ်တစ်ခုကိုဖော်ဆောင်တယ်နော်တစ်ခုကိုဖော်ဆောင်တယ်ကျန်တဲ့ဟာကိုကုန်ခန်းစေတယ်ကျန်တဲ့ဟာကုန်ခန်းစေတယ်တူသွားစေတယ်မီးရဲ့ဥပမာနဲ့message ပေါ်လာလို့ရှိရင်အဲ့လိုဆိုလို့ရတယ်ပေါ့အဲ့တော့သစ္စာ၄ပါးဆိုတာဝိပဿနာတရားအထုတ်ပုံအကျဉ်းအားဖြင့်ဟောကြားတဲ့ဟာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားထိသုတ်တံမှာအကျဉ်းလေးတွေဟောတာသောအဋ္ဌိဣဒံဝိပဿနာရှုလိုက်တဲ့အခါမှာမေတ္တာစိတ်ကိုဝိပဿနာရှုလိုက်တဲ့အခါမှာမေတ္တာစိတ်ဆိုတာတကယ်ရှိတာပါလားမေတ္တာစိတ်ရဲ့မိယာရုပ်တရားလည်းတကယ်ရှိတာပါလားရုပ်နဲ့နာမ်ဆိုတာတကယ်ရှိပါလားဆိုတာတွေ့လာပြီးတဲ့အခါမှာဝိပဿနာအစဉ်စဉ်ဘယ်လိုတက်သွားတော့ဆိုပထမရုပ်နဲ့နာမ်နဲ့ကွဲသွားတယ်မေတ္တာစိတ်လေးကနန္တရားမေတ္တာစိတ်ရဲ့မိယာဟရိယဝတ္ထုတို့မဟာဗုဒ္ဓကရုပ်တရားရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်လာတာပဲလို့ဒီလိုသိတယ်လို့သိပြီးတော့ဒီယုံနာနှစ်ခုကဘာကြောင့်ဖြစ်တယ်လဲရုပ်ကဘာကြောင့်ဖြစ်တယ်လဲနာမ်ကဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းတွဲဖက်သိလာတယ်ရုပ်နဲ့နာမ်သိတာကနာမရူပပရိစ္ဆေဒညာသိလိုက်တာနဲ့ဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိအတ္တဆိုတာမရှိဘူးယုံနဲ့နာမ်ပဲရှိတယ်တရဝဆိုတာမရှိဘူးယုံနဲ့နာမ်ပဲရှိတယ်ဆိုတဲ့အသိဟာအမြင်ဟာစင်ကြယ်သွားတယ်အဲ့တော့နာမရူပပရိစ္ဆေဒညာဒိဋ္ဌိဝိသုဒ္ဓိအဲ့ဒါသိပြီးတဲ့အခါမှာဒီယုံနဲ့နာမ်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုပါတွဲဖက်သိလိုက်တယ်ပစ္စုပန်မှာဒီအကြောင်းကြောင့်ဖြစ်လို့ရှိရင်အတိတ်တုန်းကလည်းဓာကြောင့်ဖြစ်တာပဲနောက်နာကရှိနေသေးရင်လည်းဓာကြောင့်ဖြစ်မှာပဲဆိုတာ
အကြောင်းတရားနဲ့ပတ်သက်ပြီးဆုံးဖြတ်နိုင်စွမ်းရှိလာတာပစ္စယပရိက္ခဉာဏ်ဆုံးဖြတ်နိုင်တဲ့ဖြင့်တန်တရားကင်းသွားတာကကင်္ခဝိတရဏဝိတုဒ္ဓိဒါဝိပဿနာဉာဏ်ရဲ့ရှေ့မှာဝိပဿနာဉာဏ်ရဲ့အခြေခံအနေနဲ့ဒီဝိတုဒ္ဓိနှစ်ပါးဝိတုဒ္ဓိဆိုတာလဲဉာဏ်ပဲလေနမရူပပရိစ္ဆေဒဉာဏ်ကိုပဲဒိဋ္ဌိဝိတုဒ္ဓိခေါ်တာပစ္စယပရိက္ခဉာဏ်ကိုပဲကင်္ခဝိတရဏဝိတုဒ္ဓိလို့ခေါ်တာအဲ့ဒီဉာဏ်ဖြစ်လိုက်ရင်ဒါဝိပဿနာရဲ့အခြေခံဉာဏ်နှစ်ခုဖြစ်သွားတယ်အဲ့ဒီဉာဏ်ကနေပြီးတော့ဆက်လက်ပြီးခုနကမှတ်ယူထားတဲ့ယုတ်နဲ့နံကိုဆင်ញင်သုံးသပ်ကြည့်တော့ဒီယုတ်တဲ့နံတွေဟာဖြစ်လိုက်ပြက်လိုက်ဖြစ်နေတဲ့သဘောတွေကိုပုတ်တိုက်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တာသမတနာဉာဏ်လို့ခေါ်တယ်ဆင်ញင်သုံးသပ်ကြည့်လို့တဘာဝတွေကိုတွေးလာပြီးတဲ့နောက်မှာဖြစ်မှုပြက်မှုပေါ်မှာအာယုံရောက်သွားပြီဆိုရင်ဥရိယဗျာဉာဏ်ဥရိယဗျာဉာဏ်ဖြစ်လာပြီးတဲ့နောက်မှာဖြစ်တာတောင်မှပဲမြန်လွန်အားကြည့်လို့ဖြစ်တာတောင်မသိလိုက်ဘူးပြက်တာပဲသိနေတယ်ဆိုရင်ပင်ကဉာဏ်လို့ဖြစ်သွားတာအဲ့ဒါဝိပဿနာဉာဏ်မှာရှင်းသန်သွားတဲ့အနေထားမျိုးဖြစ်တယ်ဥရိယဗျာဉာဏ်အနေဆကိုမြင်တာပင်ကဉာဏ်ကြတော့အဲ့ဒီအနေဆလမ်းဆုံးသွားတာလုံးဝပျက်စီးနေတာပါလားဆိုတာကိုသိလာတယ်အဲ့တော့သင်္ခါရတရားတွေအားလုံးဟာကိုမြင်တဲ့သင်္ခါရတရားနဲ့အလားတူတဲ့ယုတ်တိနံတွေကိုကြည့်လိုက်ရင်လေဒီလိုဖြစ်ပြီးဒီလိုပြက်နေတယ်ဆိုတာသူမြင်တယ်မြင်လာတဲ့အခါကျတော့အသိဉာဏ်ကတဖြည်းဖြည်းပြောင်းသွားတယ်ဒီလက္ခဏာရှုပုံကတော့ဒီပင်ကဉာဏ်မှာအနိစ္စဆိုတာသဘောပေါက်သွားလမ်းဆုံးသွားတယ်အဲ့တော့အနိစ္စမမြဲဘူးဆိုတာကိုသိပြီးတဲ့နောက်မှာဘယ်လိုခေါင်းထဲမှာအသိဉာဏ်တွေဝင်လာတော့ဆိုပြက်နေတာကြီးကိုကြည့်လိုက်တဲ့အခါကြောက်เสียကြီးပါလားလို့မြင်လာတာပဲရညာနော်ပြက်နေတာကိုမြင်မှများတဲ့အခါကြောက်เสียကြီးပါလားဒါအသိဉာဏ်တိုးလာပုံပြောတာအဲတိုးလာတဲ့အခါကျတော့အပြစ်တွေတပြက်တည်းပြစ်ပြီးတော့ကြောက်เสียကြီးပါလားအနည်းမြန်လိုက်တာလို့မြင်တာအာရိနဝညာဒါကြီးကလွတ်မှဖြစ်တော့မယ်ငါလက်ထဲလဲဆုပ်ကင်ထားလို့မဖြစ်ဘူးဒါကြီးကိုလွတ်လိုက်မှဖြစ်မယ်သို့မဟုတ်ဒီသင်္ခါရတရားတွေကငါလွတ်မှဖြစ်မယ်လို့လွတ်ချင်လာတဲ့အတွေးပေါ်လာတာမောစိတုကမြတာညာညီငွေလာတယ်ပေါ့လေညီငွေလာတယ်အဲ့အပြစ်တွေမြင်လာတော့ညီငွေလာတယ်လေညီငွေလာတာကနေဗိဒညာညီငွေတယ်ဆိုတာตาရစရာရှာမတွေ့တော့နော်ထပ်ပြောမယ်ဆိုရင်အနိစ္စအဆုံးထိသိလိုက်တာကပင်ကညာပင်ကညာပြီးတဲ့အခါမှာအနိစ္စဒုက္ခအနတ္တအစွမ်းကုန်ဖြစ်သွားပြီးသည့်အတွက်ကြောင့်ကြောက်เสียကြီးပါလို့မြင်တာဘယညာအပြစ်များလိုက်တာလို့မြင်တာအာရိနဝညာစိတ်ပြည့်เสียကြီးပဲตาရစရာရှာမတွေ့ဘူးညီငွေတယ်ဆိုတာနေဗိဒညာညီငွေပြီးဆိုတော့လွတ်ချင်လာတာကမောစိတုကမြတာညာလွတ်ချင်လို့လွတ်လန်းကိုလိုက်ရှာတာကပဋိသင်္ခာညာနော်အဲ့လိုလွတ်လန်းရှာရင်ကနေပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝကိုကောင်းကောင်းကြီးသိလာပြီးတော့သင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းချင်းပျောက်ကင်းသွားပြီးတော့သင်္ခါရတရားတွေရဲ့ဖြစ်မှုပြမှုတွေပေါ်မှာလစ်လျူရှုနိုင်သွားတယ်အရင်ကလို့ကြောက်เสียကြီးလို့မမြင်တော့ဘူးညီငွေเสียကြီးလို့လည်းမမြင်ဘူးအပြစ်လို့လည်းမမြင်တော့ဘဲနဲ့သူကကြောက်ချစ်ချင်းမုန်းချင်းဆိုတာနှစ်ခုဖယ်လိုက်တာကိုသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်စိတ်တည်ငြိမ်သွားတာလေချစ်နေမုန်းနေဆိုရင်သူကစိတ်လှုပ်ရှားမှုဖြစ်နေတာအဲ့တော့ဉာဏ်ထက်လာတဲ့အခါကျတော့ချစ်စရာလည်းမဟုတ်ဘူးမုန်းစရာလည်းမဟုတ်ဘူးဒီသဘာဝကြီးကဒီတိုင်းပဲဆိုတာစိတ်အေးလက်အေးနဲ့ရှုနိုင်သွားတာအဲ့ဒါသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ဒီဝိပဿနာဉာဏ်ထဲမှာအမြင့်ဆုံးဉာဏ်လို့ပြောရမှာဖြစ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ကိုပဲရင့်တန်ထွားကြိုင်အောင်ကြိုးစားသူကကြာလေအသိဉာဏ်ဆိုတာတိုးတက်လာလေနောက်ဉာဏ်သင်္ခါရုပ္ပခဉာဏ်ရဲ့နောက်မှာကြတော့အနုလောမဉာဏ်ဆိုတာပဲရှိတော့တယ်ဒါလည်းပဲသူ့ကိုလျော်အပြင်ခေါ်တာသာဖြစ်တယ်သင်္ခါရုပ္ပခဉာဏ်
အနုလောမဉာဏ်ဆိုတာဖြစ်လာတယ်အဲ့ဒီအနုလောမဉာဏ်ကအောက်ဖြစ်တဲ့ဝိပဿနာဉာဏ်နေနဲ့အထက်ကဖြစ်လာမဲ့မဲ့ဉာဏ်တို့နဲ့ဒီနှစ်ခုကိုပေါင်းကူးပြီးတော့စီလျော်အောင်ဖန်တီးပေးတဲ့သဘောပေါ့နော်ပေါင်းဆက်ပေးတဲ့သဘောအဲ့ဒီနုလောမဉာဏ်ကလည်းသင်္ခါရကိုအာရုံပြုတာပဲသင်္ခါရကိုအာရုံပြုပြီးတော့အဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်လာပြီးတဲ့နောက်မှာသင်္ခါရတရားတွေရဲ့အခိုက်ကလေးတစ်ခုမှာဝိပဿနာဉာဏ်ကအားကောင်းလာတဲ့အခါမှာတဆိုင်တချောင်းလုံးရှုမြင်သုံးသပ်လာတဲ့ရှုံဏဆိုတဲ့သင်္ခါရတရားတွေစောစောကမြင်လာတဲ့ကြောက်စရာကြီးပဲဆိုတာတွေမြင်လာခဲ့တဲ့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးသွားတဲ့အဆင့်လေးကိုတွေ့လိုက်တယ်သင်္ခါရနာအပ္ပဝတ္တိသင်္ခါရတွေပြတ်ထွက်သွားတဲ့အနေအထားမျိုးလေးကိုမြင်လိုက်တာဒါနိဗ္ဗာန်ကိုမြင်တာလို့ဆိုတယ်သင်္ခါရနာအပ္ပဝတ္တိမတ္တမေဝနိဗ္ဗာန်ဘာဝေပိသင်္ခါရတွေရဲ့မဖြစ်မှုကိုနိဗ္ဗာန်လို့ခေါ်တယ်ဘာလို့ဆိုစာပေထဲမှာဘလို့ဆိုတော့ဆိုနော်ခန္ဓာ၅ပါးတဏှာကျင်တဲ့ခန္ဓာတေဝမကခန္ဓာ၅ပါးကဒုက္ခသစ္စာတဏှာကသမုဒယသစ္စာလို့ပြောပြီးတဲ့အခါမှာဥပိ္ပနံအပ္ပဟောတိနိရောဓနိရောဓံတို့သုံးတယ်ဥပိ္ပနံအပ္ပတ္တိဆိုအကြောင်းဖြစ်တဲ့သမုဒယသစ္စာအကျိုးဖြစ်တဲ့ဒုက္ခသစ္စာဒီနှစ်ခုလုံးမဖြစ်တဲ့အနေအထားဟာနိရောဓသစ္စာလို့သူတို့ဆိုတယ်နော်အကြောင်းမဖြစ်လို့အကျိုးလည်းမဖြစ်ဘူးဆိုလိုတာကဒုက္ခသစ္စာနဲ့သမုဒယသစ္စာမရှိတော့သင်္ခါရတွေချုပ်ဆုံးသွားတယ်ဆိုရယ်အနေထားပြောတာအဲ့ဒီသင်္ခါရတွေမဖြစ်တော့တဲ့အဆင့်ဟာနိဗ္ဗာန်ပဲအဲ့ဒါကိုမြင်လိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်မက်စိတ်ကဖွာကနေဖြစ်လာပြီးတော့သောတပတိမက်ဆိုရင်ဒိဋ္ဌိဝိသေကိစ္စကိုဖယ်ပလိုက်တယ်အနာဂါမိမက်ဆိုရင်ကာမရာဂနဲ့ဗျာပါဒကိုဖယ်ပလိုက်တယ်အရဟတမက်ဆိုရင်ဉာဏ်နဲ့ကိလေသာတွေကိုဖယ်ပလိုက်တယ်တဂရဂါမိမက်ကတော့ကိလေသာတွေကိုရောပါအောင်လုပ်တယ်ဖယ်တာမရှိဘူးအဲ့ဒါလို့နဲ့ရှင်ထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာအရဟတမက်ပေါ်လိုက်တာနဲ့တပြိုင်နက်အလုံးကုန်သွားပြီအဲ့ဒါကိုအတူဆုံးနည်းနဲ့မြတ်စွာဘုရားဒီမှာပြတာအဋ္ဌိဣဒံဒုက္ခသစ္စာဆိုတာရှိတယ်အဋ္ဌိဟိနံသမုဒယသစ္စာဆိုတာရှိတယ်အဋ္ဌိပဏိတံမေဃသစ္စာဆိုတာရှိတယ်အဋ္ဌိဣမတတင်ညာကတတအခုသိနေတဲ့အသိပညာနဲ့တော့ဖြစ်တဲ့တရားတွေရဲ့ထွက်ပေါက်ထွက်ရဆိုတာရှိတယ်နိဗ္ဗာန်ဆိုတာရှိတယ်လို့အဲ့လိုသိတယ်လို့ဒီသုတ္တံမှာဒါလေးပဲမြတ်စွာဘုရားဟောလိုက်တာနော်ဒါဝိပဿနာကျင့်စဉ်ကိုဟောတာပဲဝိပဿနာသွားတာခုနတိုင်းပဲသွားတာပဲဝိပဿနာရဲ့အခြေခံအာယုံကယုံနဲ့နာတာဖြစ်တယ်ဘယ်ကနေကူးဆက်တဲ့ယုံနာမဲ့ဖြစ်ဖြစ်ဥပမာထွက်လေဝင်လေမှတ်ရင်သွားတယ်ဆိုရင်ထွက်လေဝင်လေကယုတ်လေထွက်လေဝင်လေကိုသိနေတာနာလေအဲ့ဒီယုံနဲ့နာနှစ်ခုကနေပြီးတော့သွားမှာပဲအဲ့တော့ဝိပဿနာကူးတယ်ဆိုတာရှုံးတဲ့ဘက်ကိုပြောင်းရှုတာဆိုလိုတယ်ပေါ့အဲ့လိုဆိုလိုတယ်အဲ့တော့ဘုရားကိုအာယုပြုပြီးတော့လေတရားသူတရားမြတ်ရသွားကြတယ်ဆိုတာအဲ့ဒီသဘောပဲဘုရားကိုအာယုပြုပြီးတော့ကြည်နူးနေတဲ့ပီတိတွေရှိတယ်အဲ့ဒီပီတိကိုဝိပဿနာအာယုလုပ်ပြီးတော့ရှုလိုက်ရင်လေမဉ္ဇဉ်ဖို့ညာရသွားတာပဲမရှုသေးသေးမြတော့မရဘူးနော်ပီတိပေါ်မှာကျင့်တဲ့ုံနဲ့တော့မရဘူးယုံနဲ့နာဖြစ်ပေါ်နေတဲ့သဘာဝတွေကိုယုံနဲ့နာကွဲအောင်ရှုနိုင်ပြီဆိုမှဒါရတယ်အဲ့တော့မြတ်စွာဘုရားကအခုလိုဝိပဿနာဘာဝနာချင်းကြံ့ကြုတ်ကိုအထုပ်ပုံကိုပြောလိုက်တာအဲ့ဒါကိုထေရရှင်းပြတာအဋ္ဌိဣဒံဒီယုတ်တရားနံတရားရှိတယ်လို့ဆိုတာဟာဒုက္ခသစ္စာကိုသိတာပါပဲတဲ့အဋ္ဌိဟိနံဆိုတာသမုဒယသစ္စာကိုသိတာပါတဲ့အဋ္ဌိပဏိတံဆိုတာမေဃသစ္စာကိုသိတာပါအဋ္ဌိနော်ဥတ္တရိတင်ညာခတတနိတရဏဆိုတာကနိရောဓသစ္စာကိုသိတာပါလို့
အဲ့တော့အရဟတမေရဲ့ရှေ့ရဲ့ဝိပဿနာသိတဲ့အဆင့်ကိုခုဒီမှာဟောလိုက်တာဉာဏ်နာဖြစ်ဖို့အရဟတမေရဲ့ရှေ့မှာဖြစ်တဲ့ဝိပဿနာကိုဟောတာအဲ့တော့မက်တရဲ့ရှေ့မှာဘာရှိတော့ဆိုဝိပဿနာရှိတယ်သောတပတိမက်ရဲ့ရှေ့မှာဝိပဿနာရှိတယ်တဂရဂါမိမက်ရဲ့ရှေ့မှာဝိပဿနာရှိတယ်အနာဂါမိမက်ရဲ့ရှေ့မှာလည်းဝိပဿနာရှိတယ်ဝိပဿနာဆိုတဲ့လမ်းကြောင်းကမတက်ဖက်နဲ့ပဲမက်မှမပေါ်ဘူးနော်ဝိပဿနာကိုပုပ္ပဘာကမက်လို့ခေါ်တယ်အဲ့ဒီပုပ္ပဘာကမက်ကိုရမှာတကယ်လောကုတ္တရာမက်ကိုရတာလောကုတ္တရာမက်ကကျင့်ယူတော့ကျင့်ရတာမဟုတ်ဘူးကျင့်ရတာကဝိပဿနာမက်ပဲကျင့်ရမှာဝိပဿနာမက်ကိုကျင့်ရင်ကနေပြီးတော့လောကုတ္တရာမက်ကိုစိုက်ထိသွားတာရောက်သွားတာခီးသွားရင်ရောက်သွားသလိုပဲနော်သူကရောက်သွားတဲ့နေရာအဲ့ဒီရောက်သွားတဲ့အဆင့်ကိုပြောတာအဲ့ဒါမက်ကိုရောက်သွားတယ်မက်ရောက်ပြီးဆိုမှကိလေသာဆိုတာပယ်တယ်ဝိပဿနာအခိုက်တုံးကတော့ကိလေသာတွေမပယ်ဘူးလားလို့ဆိုအခိုက်တန့်တရင်ကအနေနဲ့ကတော့ပယ်သွားတယ်သူ့အကြောင်းလေးနဲ့သူပယ်သွားတယ်မပယ်တာတော့မဟုတ်ဘူးပယ်တယ်သို့တော့အရှင်းအပြတ်ပယ်တာမဟုတ်ဘူးလျှော်နေသွားတာတို့တစ်ခုစီဖယ်ရှားသွားတာတို့မက်ဆေ့ပေါ်ပြီးဆိုတဲ့အခါကျတော့တပြိုင်နက်အဲ့လိုပယ်လိုက်တယ်လို့အဲ့လိုဝိပဿနာဉာဏ်နဲ့ရှုပ်တရားအကြောင်းကိုကောင်းကောင်းသိတယ်နန္တရားအကြောင်းကိုကောင်းကောင်းသိတယ်ဆိုပါစို့ဝိပဿနာဉာဏ်နဲ့ရှုရင်ကနေပြီးအရဟတမေဆိုတဲ့ message ပေါ်လိုက်ပြီးအရဟတဖို့ဆိုတာပေါ်လိုက်ပြီးအဲ့ဒီအသိဉာဏ်နဲ့နိဗ္ဗာန်ကိုသိတယ်နိဗ္ဗာန်ကိုမြင်တယ်သို့မဟုတ်သစ္စာလေးပါးကိုသိတယ်သစ္စာလေးပါးကိုမြင်တယ်လို့ဆိုလိုက်တာနဲ့ဘာဖြစ်လဲကာမတဝါပိဝိမု ssati ဘဝတဝါပိဝိမု ssati အဝိဇ္ဇတဝါပိစိတ်တံဝိမု ssati စိတ်လေးဟာကာမတဝါဆိုတဲ့လောဘကလည်းလွတ်သွားတယ်ဘဝတဝါဆိုတဲ့လောဘကလည်းလစ်သွားတယ်အဝိဇ္ဇတဝါလို့ဆိုတဲ့အဝိမောဟကလည်းလွတ်သွားတယ်ထီကြတော့မှစိတ်ရဲ့အညစ်အကြေးအလုံးကုန်သွားတာဖြစ်တယ်နော်ဒီအဆင့်ရောက်မှစိတ်ရဲ့အညစ်အကြေးအလုံးကုန်တယ်အနှုတ်ဆိုရင်စိတ်မှာအညစ်အကြေးတွေကရှိနေတော့မယ်တဏှာရှိနေုံပဲထီရောက်ရင်တော့လုံးဝကုန်သွားပြီလို့လုံးဝကုန်သွားတယ်လွတ်သွားတယ်ဆိုတာမက်ဆေ့ဖြစ်တဲ့အခိုက်အတန့်လေးမှာလွတ်သွားလိုက်တယ်အဲ့တော့လွတ်သွားတာကိုသိလိုက်ကြလားလို့ဆိုသိတာပေါ့ဝိမု tta သမေဝိမု tta မိတိညာဏဟောတိလွတ်သွားပြီဆိုတဲ့အသိစိတ်ကိုမှဖြစ်တယ်အသိညာကိုမှဖြစ်တယ်နော်ဖြစ်လာတယ်အဲ့တော့မက်ကြတာမသိလိုက်ဘူးဆိုရင်တော့မက်မဟုတ်လို့ပဲမိုက်ခနဲ့ဆိုပြီးတော့အိမ်ငိုက်သွားတာကိုမက်ကြတယ်ထင်တော့အိမ်ငိုက်သွားတာမက်မှမဟုတ်တာနော်မက်ကြတယ်ဆိုတာထင်ထင်ရှားရှားမက်ဆေ့ဖြစ်ပြီးတော့ကိလေသာတွေကုန်သွားတာအဲ့ဒါကိုလွတ်သွားရင်ဝိမု tta သမေစိတ်လေးကအညစ်အကြေးတွေကလွတ်မြောက်သွားပြီဆိုရင်ဝိမု tta လွတ်မြောက်သွားပြီလို့ဣတိညာဏဟောတိထီလို့အတိညာဖြစ်ပါတယ်တဲ့အဲ့တော့ရတ္တမဖြစ်ရင်အဲ့ဒီအတိညာနဲ့မကဘူးဘာတွေထီအောင်သိတော့ဆိုလွတ်သွားပြီလို့သိပြီးတဲ့နောက်မှာဆက်သိတာခိနာဇာတိငါနောင်ဘဝမှာဖြစ်မဲ့ဆိုတဲ့ဇာတိတရားငါမှမရှိတော့ဘူးဆိုသိသွားတယ်ကုန်ပြီဒါနောက်ဆုံးပိတ်ပဲနော်ဇာတိပရိသေရေနေရဖို့နောက်ဘဝအတွက်တရေဆိုတာမရှိတော့ပရိသေရေနေဖို့မရှိတော့ဘာကြောင့်သိတာတော့ဆိုရင်အကြောင်းတရားမရှိတော့သည့်အတွက်ကြောင့်မရှိတော့ငါဖို့နောက်ဘဝမွေးမယ်ဆိုတာမရှိတော့ဘူးလို့သိတယ်တဲ့ခိနာဇာတိဟာကုန်သွားပြီဝိတိတံဗျမစရိယံမြတ်သောအချင်းမဂ္ဂင်၈ပါးအချင်းဟာငါပြည့်စုံသွားပြီငါလုံးဝအထွတ်ထရောက်သွားပြီငါကျင့်ကျင်တဲ့အကျင့်ဒီလုံးဝအောင်မြင်သွားပြီအထက်ရောက်သွားပြီလို့သူဆိုလို့တယ်ဝိတိတံဗျမစရိယံကျင့်သုံးပြီးဖြစ်သွားပြီကတံကရဏီယံရှင်တဲ့နှလုံးထဲမှာစိတ်ထဲမှာပေါ်နေတဲ့အညစ်အကြေးတွေကိုဖယ်ဖို့ကြိုးစားတဲ့အလုပ်ငန်းကြီးကပြီးသွားပြီဒါသိသွားရဟနာဖြစ်အဲ့လိုကိုသိနာပရံဣဋ္ဌတယနောက်ထပ်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ဘာလုပ်ဆရာရှိသေးလဲဘာမှလုပ်ဆရာမရှိတော့
ပြီးသွားပြီလေတခါတည်းနဲ့အပိသက်လုပ်လိုက်ပြီအရဟတပဲဖြစ်တာနဲ့ဒါတွေအကုန်ပြီးသွားပြီဆိုတာလည်းပဲသူကိုယ်တိုင်ကရှင်းရှင်းလင်းလင်းကြီးသိပါတယ်သူပြောတယ်နော်ရှင်းရှင်းလင်းလင်းကြီးသိပါတယ်အဲ့လိုမြတ်စွာဘုရားကဝိပဿနာကူးရကနေပြီးအရဟတမေအရဟတဖို့ရဟန္တာဖြစ်သွားပုံကိုဒီပါဠိလေးတွေနဲ့ပဲဘုရားကဟောခဲ့တာဒါလေးနဲ့ပဲရှင်းပြတာဟောပရိသေရေဆိုတာကုန်ပြီလာမဲ့ပရိသေရေဆိုတာကုန်ပြီပြမစရိယအကျင့်ကိုကျင့်တဲ့ဟာလည်းပဲအပြည့်တတ်ပြီကိလေသာပယ်ဖို့ကိစ္စဆိုတဲ့အလုပ်ငန်းတွေကိုလည်းအပြည့်အဝလုပ်ပြီးသွားပြီနောက်ထပ်လုပ်เสียမရှိတော့ဘူးလို့သိသွားတယ်ဆိုပြီးတော့မြတ်စွာဘုရားဏိဂုံးချုပ်ဗာပြောလိုက်တယ်ပရိသတ်ထဲမှာသုံးတရိကပါရဒွါစာလို့ခေါ်တယ်ပုံနာကြီးတယောက်ပါတယ်ဟောနေတာတော့ယဟန်တွေကိုဟောတာပဲဒါပေမဲ့ဘုရားတရားကိုလာနာကြတဲ့ပုဂ္ဂိုလ်တွေထဲမှာအဲ့ပုံနာကြီးတယောက်ပါလာတယ်ဒီပြင်လူတွေလည်းပါမှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားအပိသက်မှာဘာစကားလေးထည့်လိုက်တုံးဆိုအယံဝုစတိဘိက္ခုတိနာတောအန္တရေနတိနာနေနာဒါဟာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအားလုံးဆေးကြောပစ်တဲ့အနေနဲ့ဆေးကြောပြီးဖြစ်သွားပြီဒီယန်းတော်ဟာစိတ်ရဲ့အညစ်အကြေးတွေအားလုံးကိုဆေးကြောပြီးသူဖြစ်သွားပြီတန့်စင်အောင်လုပ်ပြီးသွားပြီဒီစကားလေးထည့်မိလိုက်တာအန္တရေနတိနာနေနာအဲ့တော့ခုနပိဿတွေပါနေတဲ့သုံးတရိကပါရဒွါစာဆိုပုံနာကသူ့ရဲ့အယူဆပါတော့ဆိုကိုလှုပ်ထားတဲ့မကောင်းမှုတွေဥပမာပဲနေလှုပ်ထားတဲ့မကောင်းမှုညလှုပ်ထားတဲ့မကောင်းမှုဟိုနှစ်ကလှုပ်ထားတဲ့မကောင်းမှုအဲ့ဒီမကောင်းမှုအကုသိုလ်တွေကိုခင်းကရည်နဲ့သုံးဖို့မြစ်ရည်နဲ့ဆေးကြောလိုက်လို့ရှိရင်ပျောက်တယ်ဆိုတဲ့အယူဆရှိတယ်ဒီအယူဆရကနေ့ထီအောင်တော့အိန္ဒိယမှာရှိနေတော့မယ်နော်ဖះလက်ထက်ကလည်းရှိတာမဟုတ်ဘူးခုလည်းရှိနေတော့မယ်အိန္ဒိယလူတွေကအမှန်တမ်းအေးပြီဆိုတဲ့အချိန်မှာရေချိုးတာအလကားချိုးတာမဟုတ်ဘူးတနှစ်လုံးလှုပ်ထားတဲ့အကုသိုလ်တွေပျောက်ဖို့ဆိုပြီးတော့ချိုးတာရေချိုးခြင်းလို့ချိုးတာမဟုတ်ဘူးပူလို့အဲ့လိုချိုးတာမဟုတ်ဘူးနော်လှုပ်ထားတဲ့အကုသိုလ်တွေပျောက်ဖို့ဆိုပြီးတော့ခင်းကမြည့်ရည်ကိုချိုးကြတာတရင်စာတွေဖတ်မဲ့ဆိုရင်သိပဲတနှစ်ကိုရေချိုးလာတာတွေအများကြီးပဲနေ့စဉ်လဲချိုးတဲ့နေရာတွေရှိတယ်သူတို့ကအဲ့လိုရထုရမြတ်မှာလဲရေလာချိုးကြတာရှိတယ်အဲ့ဒီရေချိုးခြင်းရဲ့ရည်ရွယ်ချက်ကတနှစ်တုံးမကောင်းတာတွေလှုပ်ထားတာရေချိုးလိုက်လို့ရှင်တန့်စင်သွားတယ်လို့ချူစားတာအဲ့လိုအဲ့တော့အဲ့ဒီယူဆရှိတဲ့ပုံနာကြီးကိုမြတ်စွာဘုရားကသိအောင်လို့အန္တရေနတိနာနေနာအတွင်းတန်ဆင်းရဲအတွက်ဒါဆေးကြောလိုက်တာပဲဆိုတော့အဲ့လိုလဲမိတ်လိုက်မြတ်စွာဘုရားတရားကိုဆုံးသက်လိုက်တဲ့အချိန်လေးမှာသူကဘာထမေးတော့ဆိုကိစ္စတိပါဏဘုံဂေါရမောဘာဟုကနတိတိနာဤတောအရှင်ဂေါရမယောဘာဟုကဆိုတဲ့မြစ်ကိုရေချိုးသွားသလားသူမေးတဲ့ရေချိုးသွားသလားဆိုတာဒီကိလေသာတွေကိုမျောဖို့ရေသွားချိုးသလားလို့မေးတာနော်တာမန်နေစဉ်ရေချိုးတာမဟုတ်ပြောတာမဟုတ်ဘူးအဲ့ဒီဘာဟုကမြစ်ကိုရေချိုးဖို့တန့်စင်ဖို့အတွက်ရေချိုးဖို့သွားသလားလို့မေးတဲ့အခါကျတော့မြတ်စွာဘုရားသူပြန်မေးတယ်ကိဉ္ပြမနဘာဟုကယနတ္တိယအေးဘာဟုကနတ္တိကဘာအတွက်လဲဘာအတွက်မင်းကပြောတာတော့ဆိုကိဉ္ဘာဟုကနတ္တိကရိတ္တိဘာဟုကမြစ်ကဘာလုတ်ပေးနိုင်တာတော့မြတ်စွာဘုရားကဘာဟုကမြစ်ဆိုတာဘာအတွက်လဲသူကဘာလုတ်ပေးသလဲလို့မေးလိုက်တဲ့အခါကျတော့သုံးတရိကဖာရဒွါစာပုံနာရလျှောက်တယ်လောက်ခသမ္မတာဟိဘောဂောရမဘာဟုကနတ္တိဘဟုစနတာလူထုအများစုကအားတဲ့အရှင်ဂေါရမလူအများစုကဘာဟုကဆိုတဲ့မြစ်ကိုအညစ်အကြေးတွေအကုသိုလ်တွေကဆင်ကျဲစေတဲ့မြစ်ဖြစ်အလုံးကအသိမှပြုတယ်ပုံညသမ္မတာဟိဘောဂောရမဘာဟုကနတ္တိဘဟုစနတာ
လူများစုကဘာဟုကနရီမြေကိုရေချိုးလိုက်မဲ့ဆိုရင်မကောင်းမှုအကုသိုလ်တွေတစ်နှစ်တာလုံးလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေအလုံးဟာပျောက်သွားတယ်ဆေးကြောတန့်စင်ပြလိုက်လို့ရတယ်ဘာဟုကပနနတိယဘဟုနောပပကမ္မပဝဟေတိလူတွေကပပကမ္မကတံပဝဟေတိကိုလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေကိုအဲ့မြစ်ထက်သွားပြီးတော့ဆေးကြောနေကြတယ်ဒီရှုဆချက်ကြီးကခဏထိရှိတယ်အိန္ဒိယမှာနော်ခဏထိရှိတယ်ခြေချိုးကြမကောင်းမှုအကုသိုလ်တွေအတွက်သန့်စင်မှုအတွက်ရေချိုးကြတာအဲ့ဒီအယူဆနဲ့မြတ်စွာဘုရားကိုမေးတာနော်သူတို့ပြမနာလူမျိုးတွေဟာအဲ့ဒီမှာသွားပြီးတော့ဘာဟုကမြစ်တယ်မှာရေချိုးလိုက်တာနဲ့တနေ့လုံးလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေကုန်သွားရောတော့ဟုတ်တာပဲလွယ်တာပေါ့နော်တချို့ဘာသာတွေမှာလည်းကြည်ဖရာသခင်ရှေ့မှာတူးထောက်ပြီးတော့ confession လုပ်တာနဲ့ပဲအကုသိုလ်တွေပျောက်တယ်လို့ယုံကြတာရှိတယ်ဘုရားဘာသာမှာဒါမျိုးမရှိဘူးဘုရားဘာသာမှာဩဃတကရောကျုံနဲ့ကရောဝန်ခံလိုက်တဲ့ဆိုရင်အကုသိုလ်ပျောက်သွားတယ်လို့တကယ်ကတော့ပျောက်သွားတာအကုသိုလ်ပျောက်သွားတာမဟုတ်ဘူးအကုသိုလ်လှုပ်ပြီးသားကိုမလှုပ်ရသေးဘူးလို့ပြောလို့မရဘူးလှုပ်ပြီးသားပဲသို့တော့လှုပ်ပြီးသားပေါ်မှာဒီစိတ်ရပူလောင်နေမှုကိုဟန်တာဖို့အတွက်ဝန်ချတောင်းပန်တာဖြစ်တယ်လှုပ်ပြီးသားကိုဖယ်ရှားတာမဟုတ်ဘူးဘုရားဘာသာတွေကကြော့တယ်ဆိုတာလှုပ်ပြီးသားကိုဖယ်ရှားတာမဟုတ်ဘူးလှုပ်ပြီးသားအတွက်စိတ်တအုံနှွေးဖြစ်ပြီးတော့စိတ်ဆင်းရဲနေတာပျောက်အောင်လို့လုပ်တာတိုးနေမဲ့အကုသိုလ်ကနှစ်ခုရှိတယ်အာရမ္ဗသလှုပ်တုံးကဖြစ်တဲ့အကုသိုလ်ဝိပတိတာရသလုံးပြီးတဲ့အပေါ်မှာတအုံနှွေးစိတ်ပူနေတဲ့အကုသိုလ်အဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုတည်းမဲ့ဝန်ချတောင်းပန်နေဆိုတာဝိပတိတာရသလုံးပြီးတဲ့အမှားပေါ်မှာတအုံနှွေးဖြစ်နေတာပျောက်ဖို့လိုပါတယ်နော်လှုပ်ပြီးသားကိုပြောတာမဟုတ်ဘာလို့လှုပ်ပြီးသားလှုပ်ပြီးနေပြီလေရှိမှမရှိတာထိတ်ခောက်ပြီးမှတောင်းမှလို့ထိတ်ခောက်တာခောက်ပြီးနေပြီလေတောင်းမှနဲ့ထိတ်ခောက်တာမခောက်ဘူးလို့ဖြစ်မှမဖြစ်ပဲနဲ့ခောက်တာပဲလေကိုလှုပ်တဲ့အလုပ်ဟာလှုပ်ပြီးသားဖြစ်နေအဲ့တော့သဘောချင်းမတူဘူးသဘာဝချင်းမတူဘူးကိုလှုပ်တဲ့အကုသိုလ်တွေကိုဖရာသခင်တံမှာတူးထောက်ပြီးတော့compassion လုပ်လိုက်ရင်ဒီအကုသိုလ်တွေကလွတ်သွားတယ်ဖရာသခင်ကပဲကိုယ်စားခံမလို့မဟုတ်ဘူးအဲ့ဒါတော့နော်ခံမမဟုတ်ဘူးခံလို့လည်းမရဘူးအဲ့တော့ဘုရားဘာသာရဲ့ဟောပြောချက်နဲ့တခြားဘာသာဟောပြောချက်တွေဟာကွဲပြားခြားနားမှုရှိတယ်ဆိုတော့သိတယ်အဲ့တော့မြတ်စွာဘုရားကိုအဲ့ဒီဘာဟုကမြစ်သွားသလားကိလေသာတွေတန်ဆင်းဖို့အတွက်အဲ့ဒီမှာရေချိုးသလားသူမေးချင်တာအများကတော့ယုံကြည်ခြင်းနဲ့အဲ့ဒီမှာရေချိုးတန်ဆင်းကြတယ်ဆိုတော့မြတ်စွာဘုရားကဂါထာနဲ့တုံ့ပြန်ပြီးတော့ပြောတယ်ဂါထာဆိုတာကြပြပဲဘတ်လို့ခေါ်တယ်စကားပြန်နဲ့မဟုတ်ပဲနဲ့ချစ်လက်တဲ့စကားလုံးလေးတွေနဲ့ပြန်ပြီးတော့ဘလို့တုံ့ပြန်တော့ဆိုဘာဟုကံအဓိကကင်္စာခယံသုံးတရိကံမဟိတရတတိပယကင်္စာအထောဘာဟုကနတိမြတ်စွာဘုရားဆိုလိုတာကလူတွေဟာတဲ့တန့်စင်ဖို့အတွက်တဏိတာလှုပ်ထားတဲ့အကုသိုလ်တွေတန့်စင်ဖို့အတွက်တချို့ကဘာဟုကမြစ်ကိုသွားကြတယ်တချို့ကအဓိကကဆိုတဲ့စိတ်ကံကိုသွားကြတယ်တချို့ကခရမြစ်ကိုသွားကြတယ်တချို့ကသုံးတရိကာဆိုမြစ်ကိုသွားကြတယ်တချို့ကမဟိမြစ်ကိုသွားကြတယ်တချို့ကတရတတိမြစ်ကိုသွားတယ်တရတတိဆိုဗမာပြည်ကသူရတတိလို့ခေါ်တဲ့ဟာမြစ်ရဲ့နာမည်ပဲဗမာတွေကတော့အဲ့ဒါလဲကိုးဝယ်လိုက်တာပဲတရတတိမေတော်ကြီးဆိုပြီးတော့ကိုးဝယ်ထားတာနော်မြစ်ကိုကိုးစားပြုပြီးခေါ်တာတယ်အဲ့ဒါလဲလူတွေရဲ့ယုံကြည်ချက်နဲ့သွားတဲ့နေရာတစ်ခုပယာခဆိုတဲ့မြစ်ကိုသွားတယ်ဘာဟုမတိဆိုတဲ့မြစ်ကိုသွားတယ်
ဘာလို့သွားကြတာတော့လို့ဆိုနေဆံပိပါလောပက္ခန္တောကန္နကမ္မောနသုစတိအမြဲတမ်းသွားပြီးတော့ရေချိုးကြတယ်ရေချိုးတာခန္ဓာကိုယ်ကညစ်ပတ်နေလို့မဟုတ်ဘူးမကောင်းမှုအဟုသူတွေလှုပ်ထားလို့ရှင်အဲ့ဒီမကောင်းမှုအဟုသူတွေကလွတ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့အဲ့ဒီမြစ်တွေသွားရေချိုးနေကြတယ်တဲ့မြတ်စွာဘုရားကပြောလိုက်တော့ဆိုနေဆံပိပါလောပက္ခန္တောမသိနားမလဲတဲ့လူတယောက်ဟာအဲ့ဒီမြစ်ကိုနေတိုင်းသွားဘယ်လိုပဲနေတိုင်းသွားကန္နကမ္မောနသုစတိသူလှုပ်ထားတဲ့အညစ်အကြေးတွေကဘယ်တော့မှမပြောင်းဘူးတဲ့မကောင်းမှုလှုပ်ထားတာဘယ်တော့မှမပြောင်းဘူးတဲ့မြေမင်းချိုးကျင်တော့ချိုးမင်းလှုပ်ထားတဲ့အကုသိုလ်ကရှိနေမှာပဲရေချိုးရုံနဲ့တော့မလွတ်ဘူးလို့ဆိုလို့တယ်ရေချိုးလို့လွတ်မယ်ဆိုရင်မြစ်ထဲကငါးတွေကအမြဲချိုးနေတာပဲလေပြီးချောင်းတွေပါတယ်လေအမြဲချိုးနေကြတာပဲအဲ့ဒီမြေကဒီလောက်တတ္တိကောင်းတယ်ဆိုလို့ရှိရင်တော့အလုံးအမြစ်ထဲကတရားတွေကပို့လွတ်ဖို့ရှိတာပေါ့အဲ့တော့တစ်ခါမှလာချိုးတဲ့လူကဘာလို့လွတ်ရမှာလဲအဲ့တော့မြတ်စွာဘုရားနေဆံပိပါလောပက္ခန္တောအမြဲတမ်းသွားပြီးဒီမြစ်ကိုပဲပြေးပြီးရေချိုးနေတာမင်းရဲ့ညစ်နွမ်းနဲ့မကောင်းမှုအဟုသို့လှုပ်ထားတာတွေကဘယ်တော့မှမပြောက်ဘူးတဲ့အဲ့မြေချိုးနေတော့မပြောက်ဘူးတဲ့ဆိုပြီးတော့ကိန်းတုံတရိကကရိတတိတုံတရိကမြစ်ကဘာတတ်နိုင်မှာလဲတဲ့ကိန်းပယကကိန်းဘဟုကန္တတိပယကမြစ်ကရောဘာတတ်နိုင်မှာလဲလှုပ်ထားတဲ့အကုသိုလ်တွေကဘာတတ်နိုင်မှာလဲတဲ့သူကဘဟုကမြစ်ကလည်းဘာတတ်နိုင်မှာလဲဘယ်လိုပုဂ္ဂိုလ်မျိုးမတတ်နိုင်တာဝေရိကတကိပိတနရမကောင်းမှုအကုသိုလ်တွေငါးပါးသီလကိုချိုးဖောက်ပြီးတော့သူများတဲ့တတ်တဲ့သူများဥစ္စာခိုးတယ်သူတို့ကတာမယပြစ်မှားတယ်လိန်ပြောတယ်အရက်သေးစားတောက်စားတယ်အဲ့ဒီကောင်ကသူရလာတဲ့မကောင်းမှုအကုသိုလ်တွေကိုအဲ့ဒီမြစ်ပြီးသွားချိုးရုံနဲ့ဘာလုပ်နိုင်မှာတော့ရှေချိုးရုံနဲ့မရဘူးတဲ့နာဟိနံသောရိပပကမိနံရုံရတဲ့အလုပ်ကိုလုပ်ပြီးတော့မြစ်ရည်နဲ့သွားတန်းစင်လို့ဘယ်တော့မှမပြောက်ဘူးတဲ့မြတ်စွာဘုရားမပြောက်နိုင်ဘူးတဲ့ဒါသုဒ္ဓတဝေတရာပက္ခုဖက်ခုသုဒ္ဓသူဘောသထောတရာသူတို့ကတပေါင်းလာပြီလို့ခေါ်တယ်ဖက်ခုနိနက္ခတ်နဲ့ရှင်တဲ့အချိန်တပေါင်းလာပို့ပြီးတော့စွန့်ထက်တယ်ဖက်ခုနိနက္ခတ်လာနဲ့ကောင်းငင်မှာဖက်ခုနိနက္ခတ်လာနဲ့ပြိုင်တူရှင်ပြီးတော့ပေါ်လာတဲ့အချိန်မှာရေချိုးလို့ရှိရင်တစ်နှစ်လုံးလုံးလာတဲ့အကုသိုလ်တွေကုန်တယ်လို့ပြောတာအဲ့ဒီရက်ကိုစောင့်ပြီးချိုးကြတယ်နေတူနေမြဖြစ်အဲ့ဒါကိုမြတ်စွာဘုရားဟောသုဒ္ဓတဝေတရာဖက်ခုတယ်အေးမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးကိုချင်းသီလနဲ့ကောင်းမွန်နေတဲ့စိတ်ဓာတ်ဖြူစင်အောင်ထားတဲ့ပုဂ္ဂိုလ်တွေဖို့တယ်ဖက်ခုနိနက္ခတ်ဆိုတာနေတိုင်းရှိတယ်တပေါင်းလာပြီးနေမှရမှာမဟုတ်ဘူးတဲ့ကိုယ်စိတ်ထဲမှာမကောင်းမှုအကုသိုလ်မလုပ်ရင်ဖက်ခုနိနက္ခတ်ကနေတိုင်းရှိနေမှာသုဒ္ဓသူဘောတတော်တတာနေတိုင်းပဲစင်ကြယ်တဲ့ဥပုပ်နေ့ဖြစ်နေမှာပဲသုဒ္ဓတသူစိကမ္မတတရာတံပစ္စတိဝတကိုယ်ကိုယ်တိုင်ကအကျင့်ကောင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့အကျင့်တွေဟာအမြဲတမ်းကောင်းမွန်ပြည့်စုံနေမှာသာဖြစ်တယ်ဒါကြောင့်ဝို့ဆိုပြီးတော့ဏိဂုံးချုပ်ပြီးမြတ်စွာဘုရားဗာပြောတော့ဣတိဝတိနာဟိပြမနာတဗ္ဗဖုတေတုကရောဟိခေမတံနိလနှစ်ခုပေးလိုက်တယ်အေးမင်းအဲ့ဒါတွေယုံကြည်ပြီးတော့မြစ်ထဲသွားပြီးတော့ရေချိုးနေုံနဲ့မင်းရဲ့မကောင်းမှုအကုသိုလ်တွေပျောက်မှာမဟုတ်ဘူးတဲ့မင်းမကောင်းမှုအကုသိုလ်ပျောက်ချင်လို့ရှိရင်ဣတိဝတိနာဟိပြမနာငါဟောထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့တန့်စင်တဲ့ရေနဲ့ပဲလုပ်ပါလို့ပြောတာနော်ဣတိဝဒီသာသနာကနီးလန်းပြထားတဲ့အခုငါဟောခဲ့တဲ့ဝိပဿနာကျင့်စဉ်နဲ့သာလည်းမင်းတန့်စင်လို့ရမယ်ခြေချိုးရုံနဲ့မရဘူးဝိပဿနာကျင့်ပြီးတန့်စင်အောင်လုပ်ပါသဗ္ဗပုတေတုကရောဟိခေမတံမင်းစိတ်တရားတွေကိုဒုက္ခပေးဖို့မစင်စားနဲ့တရားတွေအားလုံးပေါ်မှာမေတ္တာထားအဲ့ဒီနည်းနဲ့တန့်စင်လို့ရတယ်ဆိုပြီးမြတ်စွာဘုရားဟောတယ်ပြီးတော့သစေမုတာနပနတိမင်းဘယ်တော့မှလိမ်မပြောဘူးသစေပန္နနာဟိန္ဒတိသူတော်ဘာကိုမညှင်းဆဲဘူးမတတ်ဖြတ်ဘူးတရားတွေကိုမညှင်းဆဲဘူးမတတ်ဖြတ်ဘူးသစေအတေနနာတိယတိသူများမပေးတဲ့ပစ္စည်းကိုမတရားမယူဘူး
တတ္တဟာနောအမစ္စရိယရဏသုံးပါးရဲ့ခုံကိုယုံကြည်တယ်အနှမျောမဖက်ဘူးနော်ရရောတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒါတွေဒီလိုကိုချင်းတရားတွေကောင်းနေမဲ့ဆိုရင်ကိဉ္ကာဟတိခယံကတဝရတယ်မင်းခရမြေကြီးသွားပြီးတော့ဘာလို့ဆရာလို့လဲခရမြေတဲ့ရေသွားချို့ဖို့ဘာလို့ဆရာလို့လဲဥဒ္ဓပါဏောပိတေကယံနဲ့မင်းအိမ်ဘေးမှာရှိတဲ့ရေတွင်နဲ့ဒီကရနဲ့အတူတူပါပဲရှေးဆိုတာဘယ်နာချိုးချိုးရေအတူတူပဲကိုယ်ရင်ရှိတဲ့ပိုက်ကနေဖွင့်ချိုးလဲဒါပဲတွင်းသွားချိုးလဲဒါပဲမြေထက်သွားချိုးလဲဒါပဲရေဟာရေပဲနော်ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတို့ဘာလို့ဆင်မှာပေါ့မင်းရင်ထဲကကိလေသာတော့ဒီစိတ်ရဲ့အညစ်အကြေးကတော့မစင်ကြနိုင်ဘူးလို့မြတ်စွာဘုရားကတိတိလင်းလင်းရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီသုံးတရိကပါရဒရဇဆိုပုံနာကြီးသဘောကျသွားပြီးတော့ဘုရားဘာသာဖြစ်ကူးပြောင်းတယ်ကူးပြောင်းရုံနဲ့မကဘူးမြတ်စွာဘုရားကိုခွင့်တောင်းပြီးတော့ယဟန်ဖြစ်ခံယူလိုက်ပြီးတရားဓမ္မကျင့်ကြံကြုတ်ကအထုတ်တာသူကယဟန်ဖြစ်သွားတယ်နော်သူ့အတွက်အများကြီးကျိုးရှိသွားတယ်လို့ဒါကဒီဝဋ္ဌတုတ်ရဲ့ဏိဂုံးချုပ်ပဲဖြစ်တယ်ပေါ့ဝဋ္ဌတုတ်မှာအခုလို့သုံးတရိကပါရဒရဇဆိုတဲ့ပုံနာကြီးနဲ့ပုံနာကြီးကိုဟောပြောတဲ့တရားနဲ့မြတ်စွာဘုရားအဆုံးသတ်လိုက်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကလည်းစိတ်ရဲ့အညစ်အကြေးတွေကိုဆေးလျော်ဒီကိုပေးတာဖြစ်တယ်အိန္ဒိယနိုင်ငံတနိုင်ငံလုံးမှာလူပေါင်းများစွာဟာခရီးထီအောင်ဒီအစွဲလန်းကြီးရှိနေတော့မယ်ဗမာပြည်မှာတော့ဒီအစွဲလန်းမရှိဘူးအိန္ဒိယနိုင်ငံမှာမကောင်းမှုအကုသိုလ်တွေကိုမြေရည်နဲ့ဆေးချောလိုက်လို့ရှိရင်ဒီနေ့ဒီရက်မှာရေထဲမှာချိုးလိုက်ရလို့ရှိရင်မကောင်းမှုအကုသိုလ်တွေပပျောက်တယ်လို့ယုံကြည်ယူဆပြီးတော့လုံနေကြတော့မှရှိတယ်မြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မတွေသူတို့မေ့သွားကြပြီမေ့သွားကြတော့လှုပ်တဲ့လူတွေဆက်လှုပ်နေတယ်ယုံကြည်တဲ့လူတွေအဆွဲလန်းနေတယ်ခဏထိလှုပ်တုံးမယ်တခြားနိလန်းတွေဟာရှင်တွေကစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်တဲ့ဤဟာမြတ်စွာဘုရားဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားဤမှတပါတခြားဤမရှိမှတပါအခြားမရှိဒီတိုင်းပဲမှတ်သားပြီးမြတ်စွာဘုရားဟောကြားတဲ့ကျင့်စဉ်အတိုင်းသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်သီလသမာဓိပညာကျင့်စဉ်အဖြစ်သာလဲကိုယ်တွင်းမှာရှိတဲ့အညစ်အကြေးတွေကိုဆေးကြောသန့်စင်နိုင်တယ်လို့ဆုံးဖြတ်ချက်ချပြီးတော့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိစေချာအရှင်ဖေယဖေယတို့သည်ဓမ္မအတိညာရှားရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရှားရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျွတ်သေးလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ပါကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝမြတ်တို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျား
ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာယော